Newcastle အိမ်ဝင်မှာတယောက်သားနဲ့ရှုံးနေခဲ့တဲ့ Manchester United တို့ကတော့ Michael Carrick လက်ထက်ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပြီးပဲဖြစ်ပါတယ်။ဒီနေ့မနက်2:45အချိန်မှာတော့ Premier League ပွဲစဉ်29အဖြစ် Newcastle အသင်းနဲ့ Manchester United အသင်းဟာ Newcastle အသင်းရဲ့အိမ်ဝင် St James Park မှာကစားခဲ့ကြပါတယ်။ဒီပွဲစဉ်မှာတော့ Manchester United အသင်းဟာ2-1ဆိုတဲ့ရလဒ်နဲ့ Newcastle အသင်းကိုရှုံးနေခဲ့ပြီးနီးပြ Michael Carrick လက်ထက်ပထမဆုံးရှုံးပွဲကိုကြုံတွေ့ခဲ့ရပါတယ်။ဒီနေ့ပွဲမှာ Newcastle အသင်းရဲ့ကွင်းလယ်ကစားသမား Jacob Ramsey ပွဲကစားချိန်45မိနစ်မှာ2 ဝါတနီနဲ့အထုတ်ခံခဲ့ရပြီးတယောက်ယောက်အနေထားနဲ့ကစားခဲ့ရတယ်ဆိုပေမဲ့ United အသင်းကိုအကောင်းဆုံးရှင်ပြိုင်ကစားနိုင်ခဲ့ပါတယ်။ United အသင်းအနေနဲ့လည်းတပတ်တပွဲကစားရကနေတပတ်အတွင်း2ပွဲကစားခဲ့ရတာကြောင့်ပွဲပန်းနေတဲ့အခြေအနေကိုတွေ့မြင်ခဲ့ရပါတယ်။ Newcastle အသင်းဘက်ကသွင်းကို2ဂိုးကိုတော့ဒုတိယပိုင်းမိနစ်90မှာလူဆောင်ဝင်ကစားသမား William Osula နဲ့ပထမပိုင်းပွဲကစားချိန်အချိန်ပို6မိနစ်မှာ Anthony Gordon က penalty ကနေတဆင့်သွင်းယူပေးခဲ့ပါတယ်။ United အတွက်ခြေပါဂိုး1ဂိုးကိုတော့ပထမပိုင်းပွဲကစားချိန်အချိန်ပို9မိနစ်မှာ Bruno Fernandes ရဲ့ Fanny ပေးပို့မှုကနေတဆင့် Casemiro ကသွင်းယူပေးခဲ့ပါတယ်။အဆင့်4မှာရှိနေတဲ့ Aston Villa အသင်းကလည်း Chelsea အသင်းကိုရှုံးနေခဲ့တာကြောင့် United တို့ကအဆင့်ကျဆင်းမှုမရှိခဲ့ပေမဲ့ရာသီကုန်မှာ Champions League ဝင်ခွင့်အသေးချာရကျင်နေဆိုရင်တော့ဒီညပွဲလိုကစားပုံမျိုးကိုနောက်ပွဲတွေမှာ Michael Carrick အနေနဲ့ပြင်ဆင်သွားဖို့အရေးကြီးလိုအပ်နေပြီပဲဖြစ်ပါတယ်